ဒါတော့မျိုးလုံးဒီကနေတချင်းလူတွေရဲ့စိတ်နဲ့သဘောထားကိုဖတ်နိုင်မဲ့နီးလန်းတွေကိုအမြဲဆုံးအနစ်ချုပ်တင်ဆက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။မျိုးလုံးဆိုတာစိတ်ရမှန်ဖောက်ဆိုတဲ့အတိုင်းခေတ္တစိတ်ပညာနဲ့ဗုဒ္ဓအဘိဓမ္မာကိုပေါင်းဆက်ပြီးတစ်ဖက်လူကတကယ်လိမ့်နေသလားဒါမှမဟုတ်တကယ်ချစ်နေသလားဆိုတာကိုဘလို့အလွယ်တကူခွဲခြားမလဲဆိုတာအခုပဲလေ့လာကြည့်လိုက်အောင်ကြ။ပထမဆုံးအနေနဲ့မြတ်တောင်ခတ်တာနဲ့အကြီးတွေကနေလိမ့်လိမ့်မှုကိုဖမ်းကြမယ်ဗျာ။တိတ်ပဲနေကြရဆိုလူတွေလိမ့်တဲ့အခါဦးနောက်ကအရန်စန်းစားရတော့မြတ်တောင်ခတ်ဖို့တောင်မြေသွားတတ်ပြီးလိန်ပြီးသွားမှသာစိတ်သက်သာရသွားလို့မြတ်တောင်ဆက်တိုက်ပြန်ခတ်တတ်ကြတယ်လေတာမန်ဖေလူတွေကလိန်ရင်အကြီးလွဲမလို့ထိန်းကြတယ်မလားတကယ်တော့အရှက်မရှိတဲ့သူတွေကအကြီးမလွဲမြတ်တောင်မခတ်ပဲအတင်းဆိုင်ကြီးတတ်ကြလို့ဒါကပူတော်ကြောက်စရာကောင်းတဲ့လိန်လူမှုဖေးနေပါလားဒုတိယအနေနဲ့သူငယ်အိမ်နဲ့မျက်လုံးကစားပုံးကနေတစ်ဖက်လူရဲ့တကယ်ဆန္ဒကိုဖတ်ကြည့်ကြမယ်ကိုရလို့ချင်းတက်ကြကိုတွင်းရင်လောဘကြောင့်သူငယ်အိမ်ကအလိုလိုကျေလာတတ်တယ်ဗျာစိတ်ဝင်စားစရာကောင်းတာကမျက်လုံးကဘက်ဖက်အပေါ်ကိုရောက်သွားရင်အတိတ်ကအကြောင်းကိုပြန်စဉ်းစားနေရဖြစ်ပြီးညာဘက်အပေါ်ကိုကြည့်ရင်တော့စိတ်ကူးရင်စာကြီးတိုက်ကနေဇလန်းစင်ဖန်တီးနေပြီလားမှတ်လိုက်တော့နောက်ဆုံးအနေနဲ့ကတော့ဒီလိုစိတ်ကိုဖတ်နိုင်လာတဲ့အခါအဖေရှာဖို့တသက်မသုံးပဲကိုချင်းစာတရားနဲ့တုံ့ပြန်ဖို့ပါပဲတတိရှိပြီးစိတ်တင်ငြိမ်မှုအဖေရှိသူတွေရဲ့မျက်လုံးကိုတော့ဘလို့မလိုက်ဖတ်လို့မရနိုင်ပါဘူးဒါကြောင့်ဒီအချက်ဒီကိုတေချာချင်းဟာဒေါတာထွက်ဖို့မဟုတ်ပဲတစ်ဖက်လူကိုနားလိုက်ပြီးဗုဒ္ဓမြတ်စွာဘုရားလိုကာရုဏာထားခွင့်လွှတ်ပေးဖို့ပဲဖြစ်ပါတယ်မျက်လုံးတွေကပေးတဲ့လိုအချက်တွေကိုနားလည်ထားခြင်းအပြင်အမှန်တရားကိုရှာဖွေရင်ကိုချင်းစာတရားဖိနဲ့နားလည်မှုရှိတဲ့ဆက်ဆံရေးတွေကိုတိစော့လိုက်ကြ